Cô gà mết đà a tì ta mết đà bắt hà nà mìa biu bì rọ Tàng gà bari wa ông bùi Sì yên chên bạ Chí lê chê đà bùi Dhamma tập hình sát tiền phun mà bì Dhamma tập hình sát tiền phun bì Sở rọ bông đô nà y gà shên nà y thô bì lụ Lý mê nê shì đoà bì Alo đi chế kênh xây cao nguyên giá để xe rô bìa mìa yê Đà bì đà yê gà đà y gà mạ bao Đà nà bari đà mìa Mimi đô yê shì thái yên khả nà cô tất đà dì mê Bông giam yêu biao bì rọ lô lô lê lê thái Nhìn nhìn tất đà Tê á cô nà yu nà nhá bà bì Bà tê á lê Abhi kén áo Nì yá mê Dhamma mộc abhi kén áo nì chá bà lụ Hâu là Bà kén áo nì yá mê Số lại ra mà lù lô gà mà Ngà đô hà Abhi kén áo nì yá mà Lù lô gà mà Ngà đô hà Abhi kén áo nì yá mà Số chi vào Lù lô gà mà Bà kén áo nì yá mà Manouk ta nan đốc sa ri dhamma lăng Bê khá wê tàn tara bê la mi yê hồ Miô tuyên chào nhạc ô chế ta đa thị chế ta mi đô Ima ta mê lô kê Hô ri lô gà jì rê mà manouk ta nan lô ta duy yê Mà la anh nhé anh chế hà đốc sa ri đàn đô sa rai đê yá lô gò rê Mà gao nê á gô thô rê phép bà đê yê lô Tata na lu ro siya bia shin Ko ro miya ka Abadi kaung swa ma tuệ Mây cha đồ mô ke ba bê ta đi Manouk ta nan đốc sa ri dhamma la Manouk ta nan lu ri ye ma la Anye aji ha Đốc sa ri dhamma Đu sa rai đê yá lô khổ rê Mà gong nê á gô tô rê bê Prê đê yê lù rê yê anh nhê anh chí hà đà chá la á gô tô la Á gô ta lao Ta vê sa đốc khá vi bà gà lắc khả na Tí chá ná thảo mê nó Tí á na yê prê đê yê Yên gà na chết nê nhì ông na yá mê Yên gà bên chết Number 1 Tàn ông nà yá mê Yo Ba ông Xuyên thá yá ra đuôi xí làm xíu là Cô ấy mà cô ở khu chế này yên Đú nằm bí rồi ế xí nê lô yá bí Thầm yên xa tạo Facebook lê tổng tích đồ lê chị Dì dì xí dì ngô dì xí ngô Xê dì xí Ô xê ra là Tích đồ chị bí yên lê Hà taတွေ့တော့ရည်တယ်ငိုစရာတွေ့တော့စိတ်မကောင်းခြင်းတွေဖြစ်ပြီးတော့တချို့မျက်ရည်တွေတောင်လိုက်ကြတယ်ကိုမကျင်တဲ့မကြိုက်တဲ့အပြုအမူပုံစံတွေဆဲစရာတွေ့တော့အောက်ကနေဝိုင်းပြီးတော့မလုပ်ကြတယ်မကောင်းဘူးလားအေးကောင်းလေဆက်ဆဲကြဟုတ်လားအဲ့တော့ပြောချင်တာပြိတ္တရေကိုယ်အိမ်မှာကိုယ်အေးစေးနေရတယ်မဟုတ်ဘူးဘုန်းတော်ကြီးကြောင့်လားတန်ခါကုံအာယုံပြုတ်ပြီးတော့တရားလာနာတာဟုတ်လားတန်အောင်နာရမယ်ပြောနောက်တကပြိတ္တရေနံပါတ်2ကျန်အောင်နာရမယ်ဘာအောင်ကျန်အောင်နာရမယ်နံပါတ်1ကနံပါတ်2ကဘာကြံရမှလဲဆိုတော့ပြိတ္တရေကိုဘဝအတွက်ပြုပြင်စေရမှတ်သားစေရလိုက်နာစေရကြံဖို့လိုလားမလိုဘူးလားသစ္စာရွှေစီစတော်ဘုရားရဲ့စကားနဲ့ပြောရရင်ဘဝရဲ့ကံကောင်းခြင်းဟာတရားနာခြင်းကစတယ်တဲ့ဘာနာခြင်းကတရားနာရင်အပူစင်တယ်တဲ့ဟုတ်လားတရားနာရင်ဘာစင်လဲ
ဒါဆိုရင်ပြိဿရေလောကမှာအပူတွေများလားမများဘူးလားသဝနေရေအပူစီဝါရေအပူလူမှုရေအပူသာသမီအိမ်အောင်ရေအပူတွေများလားမများဘူးလားအပူဆိုတာပြိဿရေတရားလားအကုသိုလ်လားအကုသိုလ်တဲ့အကုသလံသာဝိဇဒုက္ခဝိပါကလက္ခဏာဘေကဝေပရိသလေးပါးจิตတတိจิตမီတို့အကုသလံအကုသိုလ်လို့ခေါ်တဲ့မကောင်းတဲ့အပြောမကောင်းတဲ့အလုံးမကောင်းတဲ့အတွေးတွေဟာအကုသိုလ်လို့ပြောရင်တစ်မျိုးတည်းမမှတ်နဲ့နော်အကုသလံမကောင်းတဲ့အပြောမကောင်းတဲ့အလုံးမကောင်းတဲ့အတွေးတွေလို့ခေါ်တဲ့အကုသိုလ်ဟာသာဝေဇဒုက္ခဝိပါကလက္ခဏာအပြစ်နဲ့တကွာဖြစ်ပြီးတော့ဒီဘဝနောက်ဘဝသန္တရာတလျှောက်လုံးမှာမကောင်းတဲ့ဆင်းရဲဒုက္ခအကျိုးကိုပိတတ်ပါပေ၏ဣတိသောဘဂဝါဘုရားဝါသခင်တို့ဘုရားရှင်ကိုရောမြတ်ကအဘတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းအကုသလံသာဝိဇဒုက္ခဝိပါကလက္ခဏာအပြစ်လို့ခေါ်တဲ့အကုသိုလ်အပရိသတ်ရေဒီဘဝလဲမကောင်းဘူးတဲ့နောက်ဘဝလဲတန်တရာမှာလဲသဘောပေါက်လားအပြစ်ဆိုတာအကုသိုလ်ကိုပြောတာအကုသိုလ်လို့ခေါ်တဲ့မကောင်းတဲ့အပြောဘာကံလဲဝစီကံဟုတ်လားမကောင်းတဲ့အလုံးတဲ့ဘာကံလဲကာယကံမကောင်းတဲ့အတွေ့တဲ့ပြိဿရေဘာကံလဲမနောကံကံပနာပါလူတယောက်မှာအလုံး၃မျိုးဟုတ်လားဘလောက်ပဲအလုံးများတယ်ပဲပြောတူရစု၃မျိုးဘာအလုံးမှမရှိဘူးပဲပြောဘယ်နှမျိုးတော့ရှိတယ်သဘောပေါက်တယ်နော်အဲ့ဒီမကောင်းတဲ့အပြောမကောင်းတဲ့အလုံးမကောင်းတဲ့အတွေးတွေလို့ခေါ်တဲ့အကုသိုလ်ဆိုတာပြိဿရေဒီဘဝလဲကောင်းကျိုးမပေးဘူးနောက်ဘဝလဲပြိဿရေမေးပါအောင်မယ်အမှန်တိုင်းစိတ်ထဲရှိတဲ့အတိုင်းဖြေရစမ်းပါကောင်းကျိုးနဲ့မကောင်းကျိုးဘယ်ဟာလိုချင်တာအကောင်းကြိုက်တာပဲကောင်းကျိုးနဲ့မကောင်းကျိုးဒီပရိသတ်ဘေဟာလိုချင်တာတလောကလုံးကောင်းကျိုးလိုချင်တဲ့ပရိသတ်ရဲ့ဒါပေမဲ့တလောကလုံးကောင်းကျိုးတွေရနေရဲ့လားဘာဖြစ်လို့လဲကောင်းကံမရှိလို့တဲ့ဘာမရှိလို့ကံပြီးမှအကျိုးလာတာဟုတ်လားကံပြီးမှအကျိုးကံကိုပြိဿရေဖယားတရားနတ်တစ်ပါးကရော့အင်းလို့လာပေးတာမဟုတ်ဘူးတဲ့ဟုတ်လားမောင်ဖြူရေမင်းဒီကံယူသွားမဖြူရေညီဒီကံယူသွားလို့ဖယားတရားနတ်တစ်ပါးကပေးတာဟုတ်ရဲ့လားဘယ်သူကိုယ်တိုင်လှုပ်တာသဘောပေါက်လားပရိသတ်ရေပြန်ပြောဘယ်သူကိုယ်တိုင်လှုပ်တာအဲ့လားသိခြင်းဟာတမ္ပါဒိဋ္ဌိပဲဘာဒိဋ္ဌိသဘောပေါက်တယ်နော်အဲ့ဒါလိုပရိသတ်ရေကိုယ်တိုင်ပြုခဲ့တဲ့ကာယကံဝစီကံမနောကံကံ၃ပါးကပြီးမှသာလည်းရင်အကျိုးလာမှာကောင်းကံကကောင်းကျိုးပြီးမှမကောင်းကံကဒါဆိုရင်ဒီပရိသတ်စောစောကပြည့်တဲ့ဘာကျိုးလိုချင်တာကောင်းကျိုးလိုချင်ရင်ဘာကံတွေရှိဖို့လိုတယ်သဘောပေါက်လားဒါကြောင့်မလို့ပရိသတ်ရေမနုဿာနံဒုစရိဓမ္မလံမနုဿာနံလူသားတွေရဲ့မလံအငြင်းကြီးဟာဒုစရိဓမ္မကောင်းတဲ့ဒုစရိုက်တရားလို့ခေါ်တဲ့အကုသိုလ်တွေပဲအကုသိုလ်ရှိရင်အငြင်းအကြေးလည်းရှိတယ်တဲ့အကုသိုလ်ကင်းမှဘာလဲကင်းမယ်အဲ့တော့အငြင်းအကြေးကိုပြောရင်အကုသိုလ်ကိုအလုံးထပ်ပြီးတော့နားလည်အောင်ပြောရင်အပြစ်လို့ခေါ်တယ်ပြောပါလို့ခေါ်လဲဒီကနေ့သံဃာတော်ရာကျော်မို့လားဒီမှာပါစောက်တည်တာ
အဲ့ဒါဘာလို့တာလဲကုစားတာလို့ခေါ်တယ်ဘာလို့ခေါ်တယ်ဘာလို့ခေါ်တာကုစားတာတဲ့ဘုဒ္ဓကိလေသေဇနေတိတိပုထုဇနောယဟန်ဖြစ်စေလူဖြစ်စေပုထုဇဉ်မှန်ရင်ကိလေသေဇနေတိတိပုထုဇနောကိလေသာတွေဆိုတာရှိလားမရှိဘူးလားရှိပါဗျာကိလေသာဆိုတာကောင်းတာကိုဖြစ်စေတာလားမကောင်းတာကိုဖြစ်စေတာလားအဲ့တော့ယဟန်သံဃာတော်တွေကဖရာတော်ရဲ့နိနာနိတယဝိနည်းဥပဒေသအတိုင်းသံဃာတော်များရဲ့တန်ထဲမှာအပြစ်တွေရှိကောင်းရှိခဲ့ရင်ဒါပြောတာရှိနိုင်လားမရှိနိုင်ဘူးလားပုထုဇဉ်ကိုဗျဘာလဲအရိယာဆိုရင်တော့ဘာကင်းသွားအပြစ်ကင်းသွားပြီပုထုဇဉ်မှန်ရင်တော့ဘာရှိနေအောင်မှာဒါလည်းသိရမယ်နော်ဒါလည်းသိဖို့လိုလားမလိုဘူးလားအရိယာမပြင်းမချင်းဘာရှိလဲသဘောပေါက်လားဒါပေမဲ့အပြင်းရှိတာကိုအပြင်းရှိမှန်သိဖို့လိုတယ်အပြင်းရှိတာကိုကျေးဇူးတော်ရှင်ပါကျုပ်စတော်ဘုရားကြီးဟောထားတဲ့တရားလေးတစ်ပုဒ်ရှိတယ်ပရိသတ်ကြီးအကုသိုလ်ဖြေနည်းတဲ့ဘာဖြေနည်းလဲဒီပရိသတ်တွေလည်းဘဝမှာကုသိုလ်တွေရှိကြတယ်လို့ပရိသတ်ကြီးအကုသိုလ်တွေကရှိလားမရှိဘူးလားဘဝမှာဒါနသီလသမထဝိပဿနာကောင်းမှုများစွာပြုလုပ်ကြတာဆိုပေမဲ့ပြုလုပ်ခဲ့ကြတယ်ဆိုပေမဲ့လူဘဝဇာဝနေရေးဇီဝရေးကျမ်းမာရေးလူမှုရေးမြောက်များစွာကြောင့်ဘဝမှာအကုသိုလ်တွေကိုလုံးမိလားမလုံးမိလားနည်းနည်းလေးလားအများကြီးလားသာဓုပါဗျာသာဓုပါဗျာကိုကြောင့်ကိုသိပြီးရောအမြဲတမ်းစက်ကမယ်နော်ဘာလို့ရမယ်အဲ့တော့သံဃာတော်ရာကျော်ပြိဝတ်ဇောက်တည်တာဘာလို့တာအပြစ်ရှိခဲ့ရင်အဲ့ဒီအပြစ်တွေစေးကြောတာအဲ့ဒီအပြစ်တွေစင်ကြယ်အောင်အဲ့ဒီအပြစ်တွေကြည်ပြောင်းအောင်အဲ့ဒီအပြစ်တွေကြံခဲ့အောင်ကြံခဲ့အောင်ပြောပါပြအောင်ဖေကိုမပါအောင်တန်တရာကိုမပါအောင်ပြောဖေကိုမပါအောင်ပရိသတ်ရဲ့မြတ်စွာဘုရားဟောခဲ့တဲ့အန္တသုတ်တံမှာအန္တဇက္ခုဧကဇက္ခုဒွိဇက္ခုတဲ့နှစ်ဖက်မြင်တဲ့ပုံကိုယ်တွေဖြစ်ဖို့လိုတယ်နော်ဘယ်နှဖက်မြင်တဲ့အဲ့တော့ဒီကနေ့လူများစုကတော့ပြိဿရဲ့တတိမိလျောပြီးတော့ဒီဘဝဆင်ပြေဖို့ဒီဘဝကောင်းစားဖို့ဒီဘဝရရှိဖို့လုပ်တဲ့ကိုင်းနဲ့ဆောင်ရွက်တယ်ဒါပေမဲ့ဘယ်ဘဝကိုမေ့နေတယ်နောက်ဘဝလို့ခေါ်တဲ့တမလွန်သန္တရာခရီးကိုပြိဿရဲ့ဗာပြင်းနေကြတယ်တတိထားရမယ်နော်တို့တွေဟာဒီဘဝပြီးရင်နိဗ္ဗာန်မရောက်မချင်းနောက်ဘဝဆိုတာရှိလားမရှိဘူးလားတတိထားဖို့လိုလားမလိုဘူးလားအဲ့တော့အဲ့ဒီနောင်ဘဝလိုခေါ်တဲ့ဓမ္မလွန်ခရီးသန္တရာခရီးကိုပြိဿရဲ့ကိုလှုပ်တဲ့အလုပ်တွေအဲ့ဒီကိုလှုပ်တဲ့အလုပ်တွေကံတွေကိုကိုယ်တိုင်ယူပြီးတော့အာဒါယကိစ္စတိဓမ္မလွန်ခရီးသွားကြရပါလိမ့်မယ်ဘယ်ကိုသွားရမယ်သဘောပေါက်လားလူဘဝမှာကြီးပဲအမြဲတမ်းနေရမယ်လို့မြန်တွေးမိနေကြလားဒါဆိုရင်တို့အလုံးတနေ့ဘာဖြစ်ရမှာအတန်တို့တယ်ဘာဖြစ်ရမှာနောက်ဆုံးညမို့တရားလာနာပါတယ်ဟဲ့ဘာကြောင့်နေပြောဖတ်ဟလွဲပါစေဖဲပါစေသွားအောင်ဖွက်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာဇဗုရိပါလက်ရတောင်ကျွန်းဘာနမိတ်ထွန်းနဲ့ဟဲ့မင်းနမိတ်မဖတ်နဲ့နမိတ်ကြီးမကောင်းဘူးမပြောနဲ့ငါအိမ်သေးချောင်းလာမပြောနဲ့ကောင်းမကြိုက်တာနဲ့မကြိုက်တာဘယ်ဟာများကဲမကြိုက်ရင်မပြောတော့ပါဘူးဗျကြိုက်ကြိုက်မကြိုက်ကြိုက်ပြိဿရေတနေ့အလုံးပါဖြစ်ရမှာမနေရလို့သေရသောခါကိုနောက်ကိုများပါမှာတွေးဘူးလား
မနေရလိုသေးရသောကကိုနောက်ကိုမြပါမြပါမှာပစ္စည်းစုစုတခုမပါကိုပြုထားကံများပါသွားမှာအိမ်လည်းမပါဘူးတဲ့ခြံလည်းမပါဘူးတဲ့သားသမီးလည်းမပါဘူးတဲ့ယာဒူလည်းရွှေလည်းမပါဘူးတဲ့ငွေလည်းမပါဘူးတဲ့ကိုပြုထားတဲ့ဘာတွေပါသွားမှာဒါကြောင့်ပြိဿကြီးသိခြင်းတရားကိုအမြဲတမ်းတတိယဖို့လိုလားမလိုဘူးလားဘာဖြစ်မဲ့ညာဖြစ်မဲ့မသေးကြပဲမဲ့ဘာရမှာသဘောပေါက်လားခိုလူနဲ့တွေ့မဲ့ဒီလူနဲ့တွေ့မဲ့မရင်ရပဲမဲ့သေမင်းနဲ့တော့သဘောပေါက်လားအဲ့တော့တခြားຢာတွေကမရေမရမသေးကြတွေသေရမှာကရေရေရာရာသေကြတယ်အဲ့တော့ဒီကနေ့သံဃာတော်ရာကျော်များဟာပရိဝတ်ဇောက်တည်တယ်ဘဝတန္တရာခရီးပုထုဇဉ်ဘဝနဲ့သွားလာလှုပ်ရှားနေတဲ့အချိန်မှာအကုသိုလ်တွေများရှိခဲ့ရင်တဲ့အဲ့ဒီအကုသိုလ်တွေကြံခဲ့အောင်ကြည်ပြောင်းအောင်ကုံစင်သွားအောင်ဒီလိုမဟုတ်လားအဲ့တော့နောက်တစ်ခုပြောရင်ပြိဿကြီးစင်ကြယ်အောင်လုပ်တာပြောပါပြအောင်လုပ်တာတောက်ရည်ဟာတန့်နေမှတောက်လို့ရတာမဟုတ်လားအငြင်းကြီးရှိရင်တောက်သေးလားသုံးသေးလားအရာဝင်သေးလားသဘောပေါက်လားအဲ့တော့ဒါကြောင့်လူဘဝဆိုတာလေပြိဿရဲ့စင်ကြယ်ဖို့လိုတယ်ဘာတွေစင်ကြယ်ရမှာလဲဆိုတော့ကာယကံဝစီကံမနောကံပြောကံဘဏ္ဍပါကာယကံစင်ကြယ်ရင်ဝစီကံစင်ကြယ်ရင်မနောကံစင်ကြယ်ရင်ပြိဿရဲ့ဘဝတန်ဖို့တဲ့အဲ့ဒါရှိတာဘာရှိတာလဲသဘောပေါက်လားအဲ့တော့ငါဘဝရွှေတွေရှိတယ်ငါဟာဘဝတန်ဖို့ရှိတဲ့သူပဲလို့မထင်နဲ့ငါဟာဘယ်နေရာရောက်ရောက်အာနာရှိတယ်ကြိုက်တဲ့သူလက်ညှိုးထိုးခိုင်းလို့ရတဲ့ငါဒီဘဝတန်ဖို့ရှိတယ်လို့မထင်နဲ့ငါသည်အိုးပိုင်အိမ်ပိုင်ချမ်းပိုင်နဲ့နေနိုင်တယ်မိသားစုတောက်တောက်တင်းတင်းရှိတယ်ငါဘဝတန်ဖို့ရှိပြီလို့ပြိဿရေမထင်နဲ့ဘဝလူဘဝမှာပြိဿရေကံသုံးပါးစင်ကြယ်မှပါရှိတာတန်ဖို့တဲ့ပြောပါရှိတာလေအဲ့တော့စင်ကြယ်ခြင်းကိုပြိဿရေစာမတလုံးနဲ့လာတဲ့ဝိသုဒ္ဓိတဲ့ပြောပါလေဒီကနေ့ဆရာတော်တန်ဃာတော်တွေဟာပရိဝတ်ဇောက်တည်တယ်ဆိုတာဝိသုဒ္ဓိဖြစ်အောင်လုပ်တာကာယဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိကိုယ်ရည်တန်ရှင်းသွားအောင်ဟုတ်လားစိတ်တွေတန်ရှင်းသွားတန်ရှင်းတယ်ဆိုတာပြိဿရေစက်ပြန်နဲ့ပုတ်ရေချိုးထားတာပြောတာမဟုတ်ဘူးဟုတ်လားစက်ပြန်နဲ့တိုက်ရေချိုးတိုင်းတာတန်ရှင်းရင်ပြိဿရေလောကညစ်ပတ်တဲ့သူဆိုတာရှိပါမလားဒကာတော်ကမြတ်စွာဘုရားလက်ထက်တုန်းကပုံနာကြီးတယောက်အခုလိုစောင်းတွင်စောစောစီစီအေးနေတာနင်းနေကြမြို့ပြင်ရှိတဲ့မြစ်ထဲမှာသွားပြီးတော့ခန္ဓာကိုယ်အဝတ်အကုန်ချုပ်ပြီးတော့အဲ့ဒီမြစ်ထဲမှာရေသွားစိမ်ဘာလုပ်လဲအဲ့ဒါသူ့အိမ်မှာလှုပ်တဲ့ပြိဿရေကျော်မလေးရမနဲ့စောစောရေခန့်စင်းတော့ပုံနာကြီးတွေ့တယ်ဘာလုပ်တာလဲဒါလောက်စောစောစီစီအေးနေရတဲ့အထက်ဒီပုံနာကြီးခန္ဓာကိုယ်အကုန်အဝတ်ချုပ်ပြီးရေထဲငုတ်တုတ်ထိုင်စိမ့်နေအဲ့ဒါတစ်နေ့လည်းမဟုတ်နှစ်နေ့လည်းမဟုတ်နေ့တိုင်းတွေးတော့ကျော်မလေးကမေးတယ်ပုံနာကြီးဘာလုပ်တာလဲဟေးနေမသိမပြောနဲ့မသိလို့မေးတာငါတို့ရဲ့ခန္ဓာကိုယ်မှာအပြစ်တွေရှိတဲ့ကွယ်တဲ့အဲ့ဒီအပြစ်တွေကိုဒီမြင်ထဲမှာရေစိမ်ပြီးတော့တန်ရှင်းရေးလုပ်နေတာနောက်ဘဝမှာအဲ့ဒီအပြစ်တွေမပါအောင်ဒီဘဝရောနောက်ဘဝရောမကောင်းတဲ့အကျိုးကံဆိုးမိုးမောင်တွေမကြက်အောင်ဟောဒီမြစ်ထဲမှာလာပြီးတော့ဗာစိမ်နေတာဒုပရိသတ်တွေလည်းဒီနာအေယာဝတီမြင့်နီးတယ်မို့လားသွားစိမ်ရရင်မကောင်းဘူးလားအဲ့တော့သူစင်းရဲမှလေးကျွမ်းမလေးကပြောတယ်အမလေးမိုက်လိုက်တာပုံနာကြီးရဲ့ပတ်စံနာရှိတာဉာဏ်မရှိဘူးဟုတ်လားစင်းရဲမှလေးသူစင်းရဲမှလေးကျွမ်းမလေးကမပြောဘူးကြည့်လဲကြည့်တယ်ဝင်ကိုယ့်နဲ့ကိုယ်လောက်ပြန်ပြောတာကိုသာဆိုအဲ့လိုပြောမှခေါင်းအောင်ခောက်ခဲ့ဦးမှာဟုတ်လား
အတ္တတာကြီးတာအတိမကြီးဘူးတဲ့ပုံနာကြီးပြောတာအတ္တတာကြီးတာဘာမကြီးဘူးငွေကြေးဥစ္စာသာရှိတာအတိညာမရှိဘူးတဲ့အဲ့တော့သူစင်းရဲမှလေးကျွန်မလေးကပြောတယ်ပုံနာကြီးရဲ့တဲ့အခုလိုရေစိမ်တိုင်းသာအကုသို့အပြစ်ကင်းကြခြင်းဆိုရင်အဲ့ဒီထဲရှိနေတဲ့ငါးတွေရေတရဝတွေနိဗ္ဗာန်ရောက်တာကြာဘောတဲ့ဟုတ်လားရေစိမ်တိုင်းသာအပြစ်ကင်းခြင်းဆိုရင်ငါးတွေပဲရောက်တာကြာဘောအဲ့ဒီခါကျမှပြိတဲ့ရေပုံနာကြီးသူနဘူးသူလောက်ဝါနဲ့ရိုက်အမလီငါတသက်လုံးအလွဲကြီးစောစောစီစီချမ်းတုံခိုက်လာစိမ့်နေတာဒီကောင်မနဲ့တွေ့မှငါအသိတယ်တခါပြိတဲ့ရေတချို့လောကပုဂ္ဂိုလ်တွေကဈေးရဥစ္စာတာချမ်းသာကြွယ်ဝတာအသိဉာဏ်နဲတယ်နော်အတ္တတာကြီးတာအသိမကြီးဘူးနော်သတိထားရထားဖို့လိုလားမလိုဘူးလားလူဘဝရဲ့ပြိဿရဲ့ကောင်းခြင်းဆိုးခြင်းဟာအသိဉာဏ်ရှိခြင်းမရှိခြင်းနဲ့ဆိုင်လားမဆိုင်ဘူးလားအသိဉာဏ်ရှိသလောက်အလုံးလုံးကြတာဟုတ်လားအသိဉာဏ်ကြီးရင်ကြီးသလောက်အလုံးလည်းကြီးမားမားလုံးကြတာကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်အသိဉာဏ်နည်းရင်လည်းနည်းသလောက်အလုံးတွေလည်းနည်းနည်းပါးပါးပဲလုံးတတ်ကြတာမဟုတ်လားတယောက်နဲ့တယောက်ပြိဿရဲ့တရားနာတာချင်းတော့တူတယ်တရားရတာချင်းတော့ကွာတယ်ဘာကွာသွားလို့အသိဉာဏ်ပြောဘာကွာသွားတခါတော့ကပြိဿရဲ့သောက်ရည်ကန်ကြီးတဲ့ကန်ရွာပြင်မှာအကြီးကြီးရှိလူ3ယောက်လူ2ယောက်လူဘယ်နှယောက်အဲ့ဒါရေအိုးကိုစီကစောင်းတင်ပြီးတော့ရေသွားခတ်တာရေသွားခဲ့တဲ့အခါကျတော့ပြိဿရေပရမတယောက်ကံမောင်ပေါ်ရောက်ကံထဲကိုငုတ်ကြည့်အိုးရေတွေကတော့အပြည့်ပဲဒါပေမဲ့ပြိဿရေအပေါ်မှာရေမော်တွေအမိုက်တွေတရိုက်တွေနဲ့ကံထဲမှာလေတွေတိုက်တော့အမိုက်တရိုက်တွေကြလားမကြဘူးလားအဲ့ဒါပရမတယောက်ကရေအိုးကြီးတော့ပန်းလာတယ်အိုးဒီကံကြီးညစ်ပတ်နေတယ်သုံးရမှာမဟုတ်ဘူးဆိုဒီတိုင်းပြန်သွားဘာပါမသွားဘူးနောက်တစ်ယောက်ကပြိဿရေကံမောင်ပေါ်ရောက်ကြည့်တယ်အပေါ်မှာဘာတွေတွေ့လဲအမိုက်တရိုက်တွေရှိလားမရှိဘူးလားအဲ့ဒါနဲ့ပြိဿရေကံဆောင်နည်းနည်းစင်းပြီးတော့ပါလာတဲ့ရေအိုးဖင်လေးနဲ့ဒီလိုဝှေ့ရမ်းလိုက်တယ်တဲ့ရေအိုးဖင်လေးနဲ့ဘာလုပ်လိုက်တာသဘောပေါက်လားအဲ့ဒါပြိဿရေအဲ့ဒီအပေါ်ရန်ရေအိုးဖင်လေးနဲ့ဝှေ့ရမ်းလိုက်တော့အမိုက်တရိုက်အမော်တွေဘာဖြစ်သွားဘေးရောက်သွားဘာလေးတွေ့ရေကြည်လေးတွေ့ခတ်သွားဘာပါသွားအသိဉာဏ်ပြောကံပေါင်းလာတာလေရေအိုးပါလာတာလေရေမြင်တာလေပါခြင်းမပါခြင်းရေပါခြင်းပါမသွားခြင်းပဲဘာဖြစ်သွားအသိဉာဏ်ပြောပါလေဣဒံလောကေဤလောကမှာမင်းသောတတ္တဝါတိဥဘောပုံညင်းစပါပင်စကောင်းတဲ့အလုပ်တွေရောမကောင်းတဲ့အလုပ်တွေရောအဲ့ဒီအလုပ်နှမျိုးကိုကုရုတေကိုယ့်ရဲ့အသိဉာဏ်ရှိသလောက်ပဲလောက်ကြလေကုန်တော့ဤအသိဉာဏ်ရှိသလောက်ပဲလူတွေကအလုပ်လုပ်ကြတာတဲ့သဘောပေါက်လားအဲ့တော့လူဝရောက်တာသူလည်းရောက်တာကိုလည်းရောက်တာဘုရားသာသနာနဲ့ကြုံတာသူလည်းကိုလည်းသူလည်းဗုဒ္ဓဘာသာကိုလည်းဗုဒ္ဓဘာသာသူလည်းပဲတန်ခါဘုန်းမြင်ဥတင်ရကိုလည်းပဲတန်ခါဘုန်းမြင်ဥတင်ရသို့တော့ကုသိုလ်သူရတာနဲ့ကိုရတာတူရဲ့လားဘာကွာလို့ဘဝမှာပြိဿရဲ့အသိဉာဏ်ရေးကြည့်လားမကြည့်ဘူးလားဒါကြောင့်မလို့ပြိဿရဲ့ဒီစကားဘယ်ဟာထွက်သွားဝိသုဒ္ဓိတဲ့ပြောပါလေဒီကနေ့တန်ဃာတော်ရာကျော်ရှင်သူမြတ်တွေဟာဝိသုဒ္ဓိဖြစ်အောင်ဆောင်ရွက်ကြိုးစားတော်မူကြတာမဟုတ်လားအပြစ်တွေကင်းအောင်စင်အောင်ဒီဘဝမှာတင်ဘာဖြစ်ခဲ့အောင်ကြံခဲ့အောင်ပြောဘာဖြစ်ခဲ့အောင်သဘောပေါက်လားအဲ့တော့ဒုတဲ့တွေမှာလည်းပဲပြိဿရေကိုဘဝကိုပြန်ကြည့်ကုသိုလ်ကြိုးစားလုပ်တယ်သို့တော့လူဘဝလူလောကအကုသိုလ်တွေအဖြစ်များလားမများဘူးလားတခါမှာဒါနလုပ်နေရင်းနဲ့ကိုအကုသိုလ်ဖြစ်နေဥပုသ်ဆောင်ရင်းနဲ့ကိုအဲ့ဒီဥပုသ်နေ့မှာပဲဘာဖြစ်ဖြစ်လားမဖြစ်ဘူးလားဥပုသ်လာတော့ကတော့ဥပုသ်ကြောင့်ပဲဥပုသ်ဆောင်ဖို့လာတာဒီရောက်မှကိုနဲ့မတည့်တဲ့ကောင်မမျက်နှာတန့်တွေ့တော့
ဘာဖြစ်သွားကြောက်စရာကြီးကြောက်စရာကြီးတတိထားဖို့လိုလားမလိုဘူးလားအဲ့ဒါဝိသုဒ္ဓိစင်ကြယ်ဖို့လိုတယ်တဲ့ပရိသတ်ရေပါဖို့လိုတယ်ဝိသုဒ္ဓိရှိမှပရိသတ်ရေဝိမု ക്തി တဲ့လွတ်မြောက်တယ်ဝိမု ക്തി ဆိုတာပါတယ်လွတ်မြောက်တာကိုပြောတာဘယ်ကနေလွတ်မြောက်တာလဲဒုက္ခအလုံးကနေလွတ်မြောက်တာတန္တရာဒုက္ခဝေကရက်ကနေလွတ်မြောက်ခြင်းကိုဝိမု ക്തി လို့ခေါ်တယ်တခြားလားနိဗ္ဗာန်လားအဲ့တော့အပြည့်ရှိနေရင်မလွတ်မြောက်ဘူးအဲ့ဒီအပြည့်ရဲ့အကျိုးဆက်ကိုမလုပ်ရအောင်မှာခံရအောင်မှာသဘောပေါက်လားအဲ့တော့ဒါကြောင့်မလို့ပြိတ္တရေပါကျုပ်စရောဘုရားကြီးဟောထားတဲ့အကုသိုလ်ဖြေနည်းတဲ့ကောင်းလိုက်တာဘာဖြေနည်းလဲအကုသိုလ်ကင်းတဲ့ပုဂ္ဂိုလ်တွေတော့ဒီတရားမလိုဘူးပေါ့ကြည်လက်ကြတဲ့ဝင်တော့ကတော့အကုသိုလ်ရှိသေးလို့လိုတယ်ဗျတို့ပြိတ္တတွေကတော့လိုလားမလိုဘူးလားဟဲ့ငါနဲ့အဖို့ရပြီဟုတ်လားအကုသိုလ်တွေကိုပြိတ္တရေဒီဘဝမှာပဲကြည်အောင်ဒီဘဝမှာပဲကြံအောင်ဘဝတန္တရာမပါရအောင်ဒုက္ခဆင်းရဲမကောင်းတဲ့အကျိုးတွေမပေးရအောင်အင်္ဂါ၃ချက်ပြောအင်္ဂါဘယ်နှချက်နံပါတ်1အင်္ဂါပြိတ္တရေအပြစ်ကိုအပြစ်မှန်သိရမယ်ဘာကိုဘာမှန်အပြစ်ကိုအပြစ်မှန်သိရပါမယ်အကျိုးကပြိတ္တရေကိုအပြစ်ကိုကိုယ်တိုင်မသိဘူးအမှားကိုအမှားမှန်သိရမယ်သိဖို့လိုလားမလိုဘူးလားဒါကမှာဦးဇင်းတို့တွေကမှားနေတာကြီးကိုငါမှန်တယ်လို့တလွဲထင်လားမထင်ဘူးလားအဲ့ဒါဘဝရဲ့ဆုံးရှုံးခြင်းအကြောင်းပဲတဲ့ဟုတ်လားတရားမရခြင်းအကြောင်းပဲသတိထားဖို့လိုလားမလိုဘူးလားအဲ့တော့နံပါတ်1ဘာဖြစ်ရမလဲသိရမယ်ဘာကိုသိရမယ်အပြစ်ကိုအပြစ်မှန်ဟုတ်လားကိုယ်တိုင်အပြစ်ရှိနေတာကိုအပြစ်ရှိမှန်သိဖို့လိုလားမလိုဘူးလားနောက်တကနံပါတ်2ဝန်ခံရမယ်နံပါတ်2ကဘာခံရမယ်တချို့ကအပြစ်မှန်တော့သိတယ်မှားသွားမှန်းလည်းသိတယ်အကုသိုလ်ကြီးလုံးမိသွားတယ်ဆိုတာလဲကိုယ်တိုင်တော့သိတယ်ဒါပေမဲ့ဘာမခံဘူးငါတို့ကစေတနာအမှားပါကွာတဲ့မဲဝန်မခံဘူးအမှားတောင်ဘာအမှားတဲ့ဒကာကြီးများဒကမကြီးများဘာအမှားတဲ့အလကားပြောတာမှားတာပဲဟုတ်လားဝန်မခံကျင်တာအထူးသဖြင့်လူကြီးတွေဘယ်လိုတွေလဲအာနာရာဟဲ့တော့တကြောင်လုံးလဲလူကြီးတွေကြီးပဲအထူးသဖြင့်ဘာကြီးတွေနောက်နံပါတ်2အထူးသဖြင့်ကြီးလဲကျဲတဲ့ဝင်တို့လိုဘုံကြီးတွေရာကျော်ဆိုတော့တိုးတိုးလေးပြောရတာအကျေကြီးမပြောရဘူးဒါပေမဲ့ဒီကနေ့ပရိဝေါဇောက်တီတော်မူကြတဲ့ဆရာတော်တန်ဃာတော်တွေကဒါတနည်းအားဖြင့်ပြောရင်ဝန်ခံတာပဲဘာလို့တာလဲအဲ့ဒီအပြစ်တွေကိုစားဖို့ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဝိနည်းတော်ဥပတိသအတိုင်းကျင့်ကြံတော်မူကြတာမဟုတ်လားဘလောက်ကြည်ညိုစရာကောင်းတယ်တကားတော်မှာများဘမဟိုးရန်ကုန်ကြွလာလမ်းနေရဆိုစားမလောက်ဒီဘက်တည်းကကားကတခါတည်းပခတ်တဲ့ဇီးသကောတဲ့ဇီးယူသည်ထည့်ထားသလိုပဲဟုတ်လားအဲ့ဒါဒီဘက်ရောက်တော့လဲဆရာတော်တို့ဟိုနာလမ်းစုံလေးလာကြိုတယ်ရောက်တော့မှဆိုပြီးတော့ပြောလာလိုက်တာကိုင်းအထက်ထက်တောအထက်ထက်ကြောလာဟုတ်လားပင်မန်းတယ်ဘာဖြစ်လဲပြိတ္တိညီးတာမဟုတ်ဘူးပင်မန်းတယ်လမ်းကျန်းလားမကျန်းဘူးလားမြန်ကောင်းပါစေမြန်ကောင်းပါစေဗျဆုတောင်းရမယ်ဘုန်းကြီးကနောက်လည်းပင်အောင်ပါတဲ့ဟုတ်လားအဲ့တော့ပြိတ္တိရေပင်မန်းတယ်ဘလောက်ပဲပင်မန်းဘလောက်ပဲညီးညူဒီရောက်တော့မှသံဃာတော်အပါရာကျော်ပရိဝေါဇောက်တည်တဲ့အနေနဲ့အရက်ကသံဃာထေအရှင်လေးစုပေါင်းပြီးတော့သာသနာမှာတကယ်ဝိနည်းတော်နဲ့အညီအပြစ်တွေကုစားတော်မူကြတယ်တဲ့ဝမ်းသာစရာမကောင်းဘူးလားဒီသံဃာထေရှင်ရာကျော်အကြောင်းပြုလို့ကြီးလက်တို့လာဟောရတယ်လို့တရားတော်မတွေလည်းတရားနာခွင့်ရလားမရဘူးလားအဲ့ဒီတခုတည်းနဲ့ပဲလမ်းကျမ်းတာတွေပျောက်သွားတယ်ညညမိတာလေးနည်းနည်းတွေဘာဖြစ်သွားပျောက်သွားတယ်နော်
အဲ့တော့တန်ခါဂုံဟာအင်မတန်ကြီးမားပါတယ်ဘာဂုံကတို့တရားဓမ္မတွေဒီလိုပူဇော်ခွင့်ရတာအင်မတန်ကံကောင်းတာနော်တန်ဖိုးလည်းသိဖို့လိုတဲ့ဒီကနေ့ရိတ်တာတရားစခန်းပွဲတွေသာနိုင်ငံအနှံ့များပြားတာအခုလိုပြိဝတ်ဇောက်တီပွဲဆိုတာပြိဿရေလက်ချိုးရည်လို့ရတယ်သဘောပေါက်လားပြိဝတ်ဇောက်တီပွဲဆိုတာဘာချိုးရည်လို့ရတယ်တကယ်ရှိတယ်ဆိုရင်လည်းပဲတန်ခါရှိ450ပေါ့ဒီမှာတော့ရာကြော်တယ်တဲ့တရားတော်မှာများရဲ့တရားတရားကလည်းပဲအမခမ်းပါပဲနော်အဲ့တော့ပြောချင်တာဝိသုဒ္ဓိကနေပြောချင်တာအပြစ်တွေကြည်ခြင်းနဲ့ကြံခဲ့ခြင်းနဲ့ရှိထားတဲ့ရှိခဲ့တဲ့အပြစ်တွေပပျောက်ကင်းစင်ခြင်းနဲ့ဆိုရင်နံပါတ်1သိရမယ်ပြောပါပြရမယ်နံပါတ်2ဘာခံရမယ်ဝန်ခံရမယ်ယရဏသုံးပါးမိဘဆရာများအပေါ်အပြစ်တွေရှိရင်လည်းဘာခံဖို့လိုလဲနောက်တကနံပါတ်3အာယတိသံဝရယနောင်အခါမလုံးမိအောင်တတိဆောင်ပြီးတော့ဂတိတည်ရမယ်။ပါတည်ရမယ်။အာယတိသံဝရယနောင်အခါမပြည့်အောင်တတိဆောင်ပြီးတော့ပါတည်ရမယ်။ကုတော့ကုစားတယ်ဝန်တော့ဝန်ခံတယ်အပြစ်ကိုတော့အပြစ်မှန်းသိတယ်ဒါပေမဲ့ထပ်တလဲလဲထပ်ပြုတ်နေရင်လည်းမထူးဘူးတဲ့နောက်မဖြစ်အောင်တတိဆောင်တဲ့ဟုတ်လားဘာမဖြစ်အောင်ဖြစ်ခဲ့တာတော့ထားခဲ့တော့ပြုတ်ခဲ့မိတာတွေတော့ထားခဲ့တော့အကုသိုလ်များစွာတို့တွေပြုတ်ဘူးလားမပြုတ်ဘူးလားကဲပြောပါဦးမယ်မဆဲဘူးလားမယိုင်ဘူးလားမကြံဘူးလားလူဘဝရကြတဲ့ကလူလောကဝင်လာကြတဲ့ကသင်စေရာလိုလားလိုပါဗျာစေတာကြမ်းတာရိုင်းတာပြိတ္တရေသင်္นานရှိလားရှိပါဘူးဗျာအစေသင်္นานရှိလားမြို့မှာရှိပါဘူးဘုန်းကြီးကျောင်းတွေမှာအရိုင်းသင်္นานရှိလားရှိပါဘူးဗျာရင်ကြီးလိမ္မာသင်္นานတော်ပြိတ္တရေရှိလားမရှိဘူးလားရှိပါဗျာအဲ့တော့လောကကြီးဟာကြမ်းဖို့လွယ်တယ်ရင်ဖို့ခက်တယ်လောကကြီးမှာပြိတ္တရေရိုင်းဖို့လွယ်တယ်ရင်ဖို့ခက်တယ်လောကကြီးဟာပြိတ္တရေမကောင်းတာလုပ်ဖို့လွယ်တယ်ကောင်းတာလုပ်ဖို့ခက်တယ်သဘောပေါက်လားစိတ်တေနနိယတေလောကောဣမသမိလောကေဟောဒီလောကကြီးကိုစိတ်တေနစိတ်တွေကစိတ်တေနလူသားတွေရဲ့စိတ်ကသာလည်းရဲ့နိယတေဥဆောင်လို့နေကြတယ်လောကကြီးကိုဘယ်သူကဥဆောင်လဲစိတ်ကဥဆောင်တာတဲ့ပြိဿရေဘာကဥဆောင်တာကောင်းတာတွေလှုပ်ချင်တာလဲမကောင်းတာတွေလှုပ်ချင်တာလဲသဘောပေါက်လားအဲ့တော့အဲ့ဒီစိတ်ကိုပဲတတိဆောင်တတိကပ်ပြီးတော့မလုပ်ရအောင်ထိန်ရမှာပြောမလုပ်ရမှာသဘောပေါက်လားအဲ့တော့ဒီကနေ့တရားပွဲလာတာဘယ်သူမှခေါ်လို့မဟုတ်ဘူးစိတ်ကခေါ်လာတာဘာကခေါ်လာတာဘာစိတ်လဲတရားနာခြင်းနဲ့စိတ်တဲ့ဘာစိတ်လဲကောင်းတာလှုပ်ခြင်းနဲ့စိတ်ကောင်းတဲ့စိတ်မကောင်းတဲ့နေရာသွားမကောင်းတဲ့လူနဲ့ပေါင်းမကောင်းတာတွေလှုပ်တာလဲဘယ်သူကြောက်မှဘယ်သူခေါ်လို့မှမဟုတ်ဘူးဘယ်သူကခေါ်သွားတာမကောင်းတာလှုပ်ခြင်းနဲ့စိတ်မကောင်းတဲ့စိတ်အဲ့ဒီစိတ်ကလည်းပြိတ္တရေရွာဦးเจ้าကဘုန်းကြီးပေးတာလားအုတ်ချုပ်ရေးမှုကဝေထားတာလားတိုင်းမြေအုတ်ချုပ်မင်းလုံးတဲ့ရှင်ဘရင်တွေကတအိမ်တစိတ်လိုက်ပေးထားတာလားကိုယ်ကွယ်နေတဲ့ဘုရားသခင်နတ်တစ်ပါးကရောအင်းလို့ပေးထားတာလားဘယ်သူကိုယ်တိုင်မွေးမိတာဘယ်သူမပြုအဲ့တော့ပြိဿရေဘဝမှာကံကောင်းခြင်းတွေတွေ့တာကိုကြောင့်ဘဝမှာကံဆိုးခြင်းတွေတွေ့တာဘယ်သူမပြုအဲ့တော့ဒီအသိဉာဏ်လေးသာရှိရင်ဘဝရဲ့အခြေအနေကောင်းခြင်းဆိုးခြင်းဘယ်သူတဦးတယောက်ကိုမှအပြစ်တင်စရာလိုသေးလားမလိုပါဘူးဗျာအဲ့လိုမှမဟုတ်ဘူးအသိဉာဏ်မရှိဘူးဆိုရင်ပြိဿရေသူ့ကြောင့်ဆိုပြီးတော့လက်ညှိုးတွေတငောက်ငောက်လိုက်ထိုးလို့အပြစ်တွေတင်နေကြတာ
သဘောပေါက်လားဒါကြောင့်ပရိသေယစိတ်ဒေနာနိယတိလောကစိတ်ကလောကကိုဥဆောင်တယ်တဲ့လောကကြီးကောင်းတာလဲလောကလူသားတွေရဲ့စိတ်ကောင်းလို့လောကကြီးမကောင်းတာလဲလောကလူသားတွေရဲ့စိတ်မကောင်းလို့သဘောပေါက်လားအဲ့တော့နံပါတ်3အာယတိသံဝရယနဝကမဖြစ်အောင်တတိဆောင်ပြီးတော့ကိုကိုကိုဂတိတီးမဲဆိုရင်တဲ့ဒီဘဝယခုဘဝမှာပြုခဲ့မိတဲ့အကုသိုလ်တွေကဒီဘဝမှာပဲကြည်ပြီးတော့ပြည့်ပြီးတော့ပျောက်ကင်းပြီးတော့ဘဝတန္တရာခရီးကိုမပါတဲ့အတွက်ကြောင့်ဘဝတန္တရာခရီးအေးပြီးငြိမ်းပြီးချမ်းသာပြီဒုက္ခကလွတ်ပြီတဲ့သဘောပေါက်လားအဲ့တော့ဒီကနေ့တို့မိသားစုများဗုဒ္ဓဘာသာဝင်ပုထုဇဉ်အသီးသီးတို့ပြုခဲ့မိတဲ့အကုသိုလ်တွေကြည်ကျင်လားမကြည်ကျင်ဘူးလားဘယ်နှချက်လဲနံပါတ်1သိရမယ်နံပါတ်2ဝန်ခံရမယ်နံပါတ်3ဂတိတည်ရမယ်အဲ့ဒီဂတိကစာချုပ်နဲ့လက်မှတ်မလို့ဘူးကိုဂတိတည်ရဘယ်သူကိုဘယ်သူသဘောပေါက်လားဒီကနေ့ပရိဝေါဇောက်တည်တော်မူရတဲ့တန်ခါထေရှင်ရာကျော်မြတ်တို့ဟာအဲ့ဒီမြတ်စွာဘုရားရဲ့ဝိနည်းဒေသနာဓမ္မနိလန်အတိုင်းကျင့်ကြံတော်မူကြတာမဟုတ်လားအဲ့တော့သမ္မပဒံတရား၄ပါးမှာလည်းပဲမြတ်စွာဘုရားကဥပ္ပန္နနံပါပကနံအနုပါဒာယဝါယမောဘေကဝေပရိသတ်၄ပါးจิตသာတတိจิตသမီးတို့ဥပ္ပန္နနံဖြစ်ကုန်ပြီးတဲ့ပါပကနံမကောင်းမှုတွေကိုအနုပါဒာယမင်းတို့ရဲ့ဘဝမှာနောင်ပေသောအခါမှမဖြစ်အောင်တတိဆောင်ပြီးတော့ဒီဘဝနေကြစံပါရဲ့လို့ဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကအဘတိကောင်းစွာမသွေမိန့်ကြတော်မူခဲ့ပါပေသတည်းဥပ္ပန္နနံပါပကနံအနုပါဒာယဝါယမောဖြစ်ကုန်ပြီးတဲ့အကုသိုလ်တွေဖြစ်ခဲ့ပြီးတဲ့အကုသိုလ်တွေကိုဒုဘဝနောင်ပေသောအခါမှမဖြစ်အောင်တတိဆောင်တဲ့အမိဘကိုပြန်ပြောမိခဲ့ရင်လည်းပြောခဲ့မိတာထားလိုက်တော့နောင်ပြန်မပြောမိအောင်မိဘကိုစောကမိရင်လည်းစောကမိခဲ့တာတွေထားခဲ့တော့နောင်မစောကမိအောင်ဟုတ်လားပါဏာတိပါဒာစာရှိတဲ့၅ပါးသီလကျူးလွန်ခဲ့တာတွေပြမခဲ့တာတွေပျောက်ကြားခဲ့တာတွေပြိဿရေရှိခဲ့ရင်လည်းပြိဿရေထားခဲ့တော့နောက်မပြည့်စည်အောင်ထိမ့်ဖို့လိုလားမလိုဘူးလားစောင့်စည်းဖို့လိုလားမလိုဘူးလားစောင့်စည်းတာဟာပြိဿရေတခြားလားသီလလားလှုပ်ချင်တယ်မလှုပ်သင့်ဘူးလို့သိရမယ်စိတ်အသိဉာဏ်ဟုတ်လားအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကပြိဿရေလှုပ်ချင်တော်လဲပဲမလှုပ်သင့်ရင်ရှောင်သွားရောအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကဟေးငါကြိုက်ငါလှုပ်တာဘယ်သူကယူဆိုင်ရမှာလဲလို့ရက်တဲ့ရွာတဲ့လောကတဲ့អော်တယ်မို့လားငါအိမ်ငါဘောက်အကျယ်ကြီးဖွင့်တာဘယ်သူကယူဆိုင်ရမှာတော့ရှိလားမရှိဘူးလားအဲ့ဒါဘာမရှိရင်အသိဉာဏ်မရှိရင်ပြောဘာမရှိရင်ဥပ္ပန္နနံပါပကနံအနုပါဒာယဝါယမောဘေကဝေပရိသတ်၄ပါးจิตသာတတိจิตသမီးတို့ဥပ္ပန္နနံပါပကနံမင်းတို့ရဲ့ဘဝမှာအသိဉာဏ်နဲ့ပါမှုကြောင့်ကျွလွန်ခဲ့တဲ့အကုသိုလ်တွေဆိုတာရှိလိမ့်မယ်အဲ့ဒီအကုသိုလ်တွေကိုအနုပါဒာယမင်းတို့ရဲ့တတ္တံကာလတလျှောက်နောင်မဲ့သောအခါမှမဖြစ်အောင်တတိဆောင်ပြီးတော့ကျန်နေတဲ့လူဘဝတတ္တံကာလလေးကိုဖြတ်ကျော်ကြစမ်းပါရဲ့လို့ဘဂဝါဘုံကြောင့်မှသခင်ဘုရားရှင်ကိုတော်မြတ်ကအဘတိကောင်းစွာမသွေမှားကြတော်မူခဲ့ပါပေသတည်းနောက်တကပရိသတ်ရေသမ္မပရံ၄ပါးနံပါတ်2ကပရိသတ်ရေဥပ္ပန္နနံအနုပ္ပန္နနံပါပကနံအနုပါဒာယဝါယမောဘေကဝေပရိသတ်၄ပါးจิตသာတတိจิตသမီးတို့အနုပ္ပန္နနံပါပကနံမင်းတို့တို့ရဲ့ဘဝမှာမဖြစ်သေးတဲ့အကုသိုလ်တွေကိုလည်းအနုပါဒာယမဖြစ်ပေါ်လာအောင်တတိဆောင်ပြီးတော့နေကြစမ်းပါရဲ့လို့ဘဂဝါနတ်လူတို့စေယဘုရားရှင်ကိုတော်မြတ်ကအဘတိကောင်းစွာမသွေမှားကြတော်မူခဲ့ပါပေသတည်း
လိုက်စမ်းမှာအဟောင်းထိုးထိုးအကုသိုလ်ပြည့်ပြိုဖို့ရာကြိုးစားပါအဟောင်းထိုးထိုးအကုသိုလ်ပြည့်ပြိုဖို့ရာကြိုးစားပါအသေးအသေးအာကုညင်မဖြစ်အောင်သာကြိုးစားပါအသေးအသေးအာကုညင်မဖြစ်အောင်သာကြိုးစားပါရေတယေတမပရံ၄ပါးပထမနှစ်ပါးကအာကုသိုလ်တွေရှိခဲ့ရင်နောက်မဖြစ်အောင်မဖြစ်သေးတဲ့အကုသိုလ်အသစ်တွေနောင်ဖြစ်ပေါ်မလာအောင်တဲ့အကုသိုလ်ကိုရှောင်ခိုင်းတာဘာကိုရှောင်ခိုင်းတာဘာဖြစ်လို့လဲစိုးကျိုးပိတတ်လို့ဘာကျိုးပိတတ်လို့နောက်တကသမဗရံတရားနောက်နံပါတ်3တရားကဘာလဲဆိုရင်အနုပ္ပန္နနံကုသလနံအနုပ္ပန္နနံကုသလနံဥပ္ပါဒါယဝါယမောဘေကဝေပရိသလေးပါးခြေသာတတိခြေသမီးတို့အနုပ္ပန္နနံကုသလနံမင်းတို့ရဲ့ဘဝမှာမလုံရသေးတဲ့ကုသိုလ်တွေဆိုတာရှိမယ်ဘဝမှာမပြုဘူးတဲ့မဖြစ်သေးတဲ့ကုသိုလ်တွေရှိလိမ့်မယ်တဲ့ကိုယ်တိုင်အသိဆုံးပဲသိလားမသိဘူးလားကျောင်းကဘုန်းကြီးရွာတွေကဒကာရမအကြောင်းသိနည်းနည်းပဲရွာတွေကဒကာရမကလည်းကျောင်းကဆရာတော်အကြောင်းသိရင်နည်းနည်းပဲဟိုဘက်အိမ်ကကိုအကြောင်းသိအပေါ်ယံကိုကလည်းဟိုဘက်အိမ်အကြောင်းသိအပေါ်ယံဘယ်သူအကြောင်းဘယ်သူအသိဆုံးသဘောပေါက်လားအနုပ္ပန္နနံကုသလနံမင်းတို့ရဲ့ဘဝမှာမင်းတို့ကိုယ်တိုင်မလုံးဘူးသေးတဲ့ကုသိုလ်တွေဆိုတာရှိနိုင်သေးတယ်မြတ်စွာဘုရားရှင်ကပြိဿကြီးဒီတေးကြကြနော်ကရုဏာတော်ကြီးတော်မူလားမမူဘူးလားကျေးဇူးတော်အနန္တရှိတော်မူလားမမူဘူးလားသဘောပေါက်လားကြည်စမ်းဒီတိုင်းတခွန်းနဲ့ပဲဟောသွားတာမဟုတ်ဘူးကြကြနနကိုအသေးစိတ်ရှင်းပြဆုံးမတော်မူသွားတာတခြားလားတို့ဘုရားလားသဘောပေါက်လားအဲ့တော့အဲ့ဒီမြတ်စွာဘုရားရဲ့တရားတော်တွေကိုယခုလိုနာရတာသံဃာတော်တွေရှိလို့ဘာရှိလို့အဲ့တော့ယရဏသုံးပါးကျေးဇူးများလားမများဘူးလားနောက်တကပရိသတ်ရဲ့မိဘဆရာထဲပေါင်းတော့အနန္တောအနန္တ၅ပါးတဲ့ကျေးဇူးကြီးတော်မူလားမမူဘူးလားအဲ့တော့ဘေကဝေပရိသတ်လေးပါးကျင်သာတတိကျင်သမီးတို့အနုပ္ပန္နနံကုသလနံမင်းတို့ရဲ့ဘဝမှာမင်းတို့ကိုယ်တိုင်မပြူရသေးတဲ့မလုံရသေးတဲ့ဘဝတန္တရာအတွက်ရိတ်ခါမထုတ်ရသေးတဲ့ကုသိုလ်တွေဆိုတာရှိလိမ့်မယ်အဲ့ဒီကုသိုလ်တွေကိုဥပ္ပါဒါယမင်းတို့ဘဝမသေးခင်ဘဝနေမဝင်ခင်ဘဝမကူခင်မှာရအောင်လုပ်ကြစမ်းပါဣတိသောဘဂဝါဘုန်းကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်ကအဘတိကောင်းစွာမတ်တွေမိတ်ကြတော်မူခဲ့ပါပေသတည်းအနုပ္ပန္နနံကုသလနံဥပ္ပါဒါယဝါယမောမလုံရသေးတဲ့ကုသိုလ်ကောင်းမှုတွေကိုမသေးခင်ရအောင်လုပ်ကြစမ်းပါဘုရားမလားမမဟုတ်လားဘာမဖြစ်ခင်ဘဝနေမဝင်ခင်ဘဝတန္တရာခရီးနောက်ဘဝဓမ္မလုံးမသွားခင်ကနဦးပြောခဲ့တဲ့တစ်ချိန်တစ်နေ့တို့အလုံးပါဗျာမှာသိရတဲ့ကဓမ္မလွန်ခရီးသွားတန္တရာခရီးသွားဘယ်နှယောက်တဲ့အဖော်ပါပါမလားမိသားစုသားသမီးဆွေမျိုးမိတ်ဆွေလာတော့ကလည်းတယောက်တည်းတော့လက်တွဲခေါ်ကဘောမပါဘူးဥစ္စာချီနေကိုရီလာတော့ကလည်းပြန်သွားတော့လေတယောက်တည်းတော့လက်တွဲခေါ်ကဘောမပါဘူးဥစ္စာချီနေကိုရီလာပြီးတော့နာမသွားသေးခင်ချိန်လေးတွင်မှဝန်ချင်းရှက်တွေနောက်ကျိုးတွေကြပြုံးရဲ့မဲ့ငိုချင်မုံပူကြပြုံးရဲ့မဲ့ငိုချင်မုံပူတဲ့
မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးရဲ့တို့တွေမလိုတဲ့အခါပါထွက်တယ်လိုတဲ့အခါပါတတ်တယ်လောဘမလိုရင်ဒေါသလိုရင်လောဘလောကကြီးမှာအပြစ်ဖြစ်စရာတွေကြီးပဲနော်တတိတာမထားရင်တတိတာမကတ်နိုင်ရင်ဒီတရားတွေသာမနာမေ့ရင်ပြိဿရဲ့ကုသိုလ်ရစရာအကြောင်းမရှိဘူးတဲ့လောကကြီးမှာလိုခြင်းမလိုခြင်းနှစ်မျိုးမလိုရင်ဒေါသလိုရင်မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးရဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်သောသုတ်သုတ်စောလျင်ခရီးနေသည်တို့လျင်ဧည့်သည်တွေပါတကားပြိဿရဲ့တို့တွေဟာလူဘဝအိမ်ရှင်အဖြစ်နဲ့လာတာလားဧည့်သည်အဖြစ်နဲ့လာတာလားဧည့်သည်ဆိုတာချိန်တန်ရင်အချိန်တန်ရင်မိဘအောင်မဲ့ပြိဿဖြေစမ်းမှာဘယ်ကိုပြန်မလဲဟုတ်လားအိမ်ရောက်ရင်အိယာဝင်ခေါင်းအောင်ပေါ်ခေါင်းကြတာနဲ့ငါမြန်းအခုသေမင်းလာခေါ်ပြန်ရရင်ငါပဲပြန်มาလေဘယ်သူကိုဘယ်သူမေးအဲ့တော့မပြန်ရခင်မပြန်ရခင်မှာကိုလျှောက်ချင်တဲ့လမ်းကိုယ်တိုင်ဖောက်ခွင့်ရှိလားမရှိဘူးလားဒီကနေ့ဘုရားသာသနာမှာဒါနသီလသမထဝိပဿနာကောင်းမှုများစွာပြုလုပ်နေတာဘဇူလမ်းဘဇူဖောက်တာသဘောပေါက်လားအဲ့ဒါကိုသံဃာတွေအတွက်ဘုန်းကြီးတွေအတွက်ထင်မနေနဲ့ဘဇူအတွက်အမြင်ကိုယ်တွေကအသိဉာဏ်ရှိတဲ့သူကအသိဉာဏ်အတိုင်းမြင်တာဩဒါနဆိုတာငါအထုံးငါထုတ်တာပဲသီလဆိုတာငါအလုံးငါလုပ်တာပဲသမထဝိပဿနာဆိုတာငါဘဝတန်တရာအတွက်ငါအကောင်းဆုံးကြိုးစားလို့ငါလျှောက်ရမယ်လားငါကိုယ်တိုင်ဖောက်တာပဲလို့အသိဉာဏ်ရှိတဲ့သူကမြင်တယ်အသိဉာဏ်မရှိတဲ့သူကဒါနအကြောင်းပြောရင်ဘုန်းကြီးတွေကအလိုခံနိုင်လွန်းတယ်ပြောလားမပြောဘူးလားမပြောပါဘူးဖေယားလို့ဒီလိုပဲဖြေမှာလိုင်းမော်လေးမြန်တက်ပြီးဒါနာအကြောင်းမပြောရဲဘူးဒီခေတ်ဟုတ်လားအရှင်ဘုရားတို့ကအလိုခံတော်မူကြတယ်တဲ့ဝိုင်းပြောလားမပြောဘူးလားတကယ်တော့ပြိဿရဲ့ဒါနဆိုတာရှူတာပဲဘာလို့တာလဲသဘောပေါက်လားအဲ့တော့တခုတော့ရှိတာပေါ့ဗျာဒါနာပြုပြီးမာနတွေတော့မဆူကြမိစေနဲ့ဒါလေးလည်းသတိပေးရအောင်ပါဒါနာပြုပြီးမာနတွေလည်းမဆူမိကြစေနဲ့တဲ့ဒီကနေ့လောကဒါနရှင်တွေများစွာရှိလားမရှိဘူးလားတို့ဒီကြောင့်ကြီးငါတို့လူရတာငါတို့ကြောင့်ဒီကိုယ်တော်ငါတို့ကိုယ်ွယ်တာဒီဆရာတော်ငါတို့ပစ္စည်းလေးပါလူရန်နေတာငါတို့ဆရာတော်ဒီတရားကြီးဒီလမ်းကြီးငါတို့ခင်နာတာငါတို့လမ်းဒီစေရီကြီးဘဇုတေထားတာငါတို့တေထားတာဘဇုစေရီသဘောပေါက်လားဇေရီရဲ့စိန်ဘူးတော်ရဲ့အထက်မှာဒါနရှင်ရဲ့မာနကတတ်ထိုင်တယ်စောင့်ထားတဲ့ကျောင်းရဲ့ဘုံမိမ့်မှန်ရဲ့အထက်မှာကျောင်းဒါနရှင်ရဲ့မာနကတတ်ထိုင်သိက္ခာတယံခံကိုကွယ်ထားတဲ့ဆရာတော်ဘုန်းကြီးရဲ့ဥကောင်းအထက်မှာဒါနရှင်ရဲ့မာနကတတ်ထိုင်နေတယ်ဟုတ်လားအားတို့ကိုကွယ်တာဘုဇုဘုန်းကြီးဟောသဘောပေါက်လားတခါတခါရွာတွေကြွအတိမိတ်ဆွေတခါတွေနဲ့တွေ့အဲ့ဒီတခါတွေကရှင်ဘုရားကြွပါအောင်ဗျအချိန်လေးရှိတော့တပည့်တော်တို့ရွာဦးကြောင်းလိုက်ပြမယ်ဘုရားအရှင်ဘုရားဟောဒီသိမ်ကြီးကတပည့်တော်တို့မိဘတွေလက်ထက်တည်းကလှူခဲ့တာဘုရားတပည့်တော်တို့သာသမီတွေကဇလက်ထိမ့်သိမ့်ပြုပြင်ထားတာဘုရားသာတို့ခေါ်မယ်ကြံတုံးရှိသေးတယ်အဲ့ဒါတပည့်တော်တို့သိမ်ဘုရားကျောင်းကဘုန်းကြီးကဥစ္စာဆောက်ကြီးဟုတ်လား
သာရုခေါ်မဲ့ကြံတော့ရှိသေးတယ်နောက်ထပ်စကလုံးကမာနပါလာတယ်သတိထားဖို့လိုလားမလိုဘူးလားအရှင်ဘုရားမိဘတွေလက်ထက်ကလေးကစောက်ထားတဲ့ဒီကြောင့်ကြီးဘုရားတပည့်တော်တို့သာသမီတွေဆက်လက်အမွေခံပြီးတော့ထိမ့်သိမ့်လူရန်ပြုပြင်ထားတာဘုရားသာရုခေါ်မဲ့ကြံတော့ရှိသေးတယ်အရှင်ဘုရားအဲ့ဒါတပည့်တော်တို့ကြောင့်ထိုင်နေတဲ့ဘုန်းကြီးစင်ပေးရှိလားမရှိဘူးလားရှိလားမရှိဘူးလားဒါနပြုပြီးမာနစုနေရင်လေအဲ့ဒီဒါနအလကားပဲတဲ့သဘောပေါက်လားပရိသတ်ရေ9နာရီထိုးတော့မယ်တနာရီပြည့်ရင်တော်မှာနော်ပြောချင်တာတွေအများကြီးပဲခေါ်ချင်တာတွေလည်းအများကြီးပဲလမ်းကျန်းလို့စိတ်လေးနည်းနည်းလေးကွက်ခဲ့မိပင်မဲ့အမေကွက်ခဲ့မိသေးတာဘုန်းကြီးဥတုနန္ဒသူကတော့ပင့်ပြီးရှင်ဘုရားတဲ့ဘုန်းကြီးလေးတဲ့အကြိုက်ဟောတော့တဲ့တပည့်တော်တော့ပြန်ပြီတဲ့သူကတော့ပြန်သွားပြီဟုတ်လားကိုတော့ထားခဲ့တယ်ဟုတ်လားအဲ့တော့ပရိသတ်ရေဟိုကြုံပြုံမျိုးနာဆိုတော့ဘုံဘုံကဒီလောက်လမ်းမထင်ဘူးမဟုတ်ညီးတာမဟုတ်ဘူးအမှန်တိုင်းကိုပြောပြတာဝန်ခံနေတာပါဗျဝန်ခံနေတာပါဗျဘာလုံးနေတာဟုတ်လားဒါပေမဲ့ဒီရောက်တော့တန်ခါရာကျော်ပြိဝစောက်တည်တယ်အဲ့ဒီတန်ခါရာကျော်အရှင်သူမြတ်တွေလည်းပဲတည်င်း3ရက်ရှိသေးတယ်ဆိုတာသိလိုက်တော့ကျင်းလဲကျေတော်ဝင်းတို့တန်ခါဘုံကံကြော်လွန်လို့ရသေးလားမရပါဘူးဩတန်ခါရာကျော်ဘုံကံကတန်ခါတော်များကငါ့ကိုစေခိုင်းတန်ခါခိုင်းလို့ဒီပလင်ပေါ်ငါတက်တရားတော်မှာများအသိဉာဏ်ရဖို့ဗုဒ္ဓတရားပေးရတာဝမ်းသာလိုက်တာလို့ဒီလိုအတွေးနဲ့ပလင်ပေါ်တက်လာသဘောပေါက်လားအဲ့တော့ပြောချင်တာတန်ခါကိုစားဘာကိုစားလဲမကျင်နဲ့ရင်လေမနှက်ပြန်အဲ့ဒီတန်ခါတွေပြောကွယ်ဟုတ်လားအဲ့တော့ပြောချင်တာပြိဋ္ဌာရေသတိထားဒါနရှင်တို့ရေဒါနပြုပြီးမာနစုနေရင်လေအဲ့ဒီဒါနအလကားပဲသတိထားဖို့လိုလားမလိုဘူးလားအဲ့တော့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကဒါနပြုရင်ကုန်တယ်လို့မြင်တယ်အသိဉာဏ်ရှိတဲ့သူတွေကဒါနဆိုတာရယူလိုက်တာဘယ်အတွက်လဲဘဝတန္တရာအတွက်ဒါနံသက္ကတသောပါဏံဒါနဆိုတာနတ်ပြည်နိဗ္ဗာန်တက်ဖို့လေကားထောင်တာဒါနံပန်ထေယမௌဓမံဒါနဆိုတာဘဝတန္တရာအတွက်အကောင်းဆုံးရိက္ခာထုတ်နေတာလို့ဣတိသောတုံမေသင်္ပရိသံပေါင်းသူတော်ကောင်းတို့ကတတဗံကောင်းစွာမှတ်သွေမှတ်ထိုက်ပါပေတော့တည်းအနုပန္ဒနံကုသလနံဥပပါဒယဝါယမောဘေကဝေပရိသတ်ဒေဝရှင်သာတတိခြေသမီးတို့အနုပန္ဒနံကုသလနံမင်းတို့ရဲ့ဘဝမှာမင်းတို့ကိုယ်တိုင်မပြုရသေးတဲ့ကုသိုလ်ကောင်းမှုတွေဆိုတာရှိရင်ရှိကြအောင်မှာအဲ့ဒီကိုယ်တိုင်မပြုရသေးတဲ့ကုသိုလ်ကောင်းမှုတွေကိုဥပန္ဒနံမင်းတို့ဘဝနေမဝင်ခင်မသေးခင်လူဘဝရောက်တော့သာသနာနဲ့ကြုံနေတဲ့အချိန်လေးမှာကိုယ်တိုင်ကြိုးစားပြီးတော့အရာယူကြစမ်းပါရဲ့လို့ဘဂဝါဘုန်းကြောင့်ပါတခေဘုရားရှင်ကိုတော်မြတ်ကအဘတိကောင်းစွာမသွေမှာကြားတော်မူခဲ့ပါပေသတည်းသမ္မပဋ္ဌာန်တရား၄ပါးနောက်ဆုံးနံပါတ်၄တရားကဗုဒ္ဓမှာကြားခဲ့တာဩပန္ဒနံကုသလနံဘိယောဘာဝါယဝါယမောအရေးကြီးတယ်ပြိဿအရေးမကြီးဘူးလားဩပန္ဒနံကုသလနံဘိယောဘာဝါယဝါယမောဘေကဝေပြိဿဒေဝရှင်သာတတိခြေသမီးတို့ဩပန္ဒနံကုသလနံမင်းတို့တွေလူဘဝတက္ကနာရတဲ့အချိန်ဘုရားသာသနာနဲ့ကြုံကြည်ညိုကြည်လင်ယုံကြည်တဲ့တရားစိတ်တွေရှိတဲ့အတွက်ကြောင့်ဘုရားသာသနာမှာဒါနတွေလည်းပြုကြလိမ့်မယ်သီလတွေလည်းစောင့်တည်ကြလိမ့်မယ်ဘာဝနာတွေလည်းပွားများဝိပဿနာတရားတွေလည်းအားထုတ်
ထုတ်ထားကြလိမ့်မယ်အဲ့ဒီမင်းတို့ကိုယ်တိုင်ပြုခဲ့တဲ့ဒါနာစတဲ့ကောင်းမှုကုသိုလ်တွေကိုဘိယောဘာဝယာဘဝတတလုံးအသက်ထွက်သည့်အချိန်ထိမမေ့အောင်မပြောင်းရအောင်မေ့မသွားကြရအောင်တတိဆောင်ပြီးတော့အမြဲတမ်းတတိတရားနဲ့ထက်ခါပွားများနေကြစမ်းပါရဲ့လို့ဘဂဝံဘုံ6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကအဘာတိကောင်းစွာမသွေမှာကြားတော်မူခဲ့ပါပေသတည်းယူပြီးခဲ့တဲ့ကုသိုလ်တွေကိုဘယ်တော့အခါမှမမေ့ပါစေနဲ့ဒါလေးပြောဖို့အရေးကြီးတယ်မှန်ပါပါဗျာကုသိုလ်ပြုပြီးရင်ပြိတ္တရဲ့မမေ့နဲ့မေ့သွားရင်မပြုတာနဲ့အတူတူပဲတဲ့ကျောင်းသား2ယောက်သာမဝဲပြေဖို့စာချက်တယ်တယောက်ကပြင်းတယ်တဲ့စာမကြပဲနဲ့ဂိမ်းကြီးပဲစော့နေတာနောက်ကျောင်းသားတယောက်ကတော့စာကြိုးစားတယ်2ယောက်စလုံးစာမွေးဝဲခန်းထဲရောက်တယ်စာဖြေတယ်ပြိတ္တရဲ့ဘယ်ကျောင်းသားအောင်မလဲစာကြိုးစားတယ်အောင်ပါလေ2ယောက်စလုံးကြတယ်ဟုတ်လားဟိုတယောက်ကစာမကြဂိမ်းစော့စာသွားဖြေစာမရလို့ကြတာတန်တယ်ဒုတိယတယောက်ကပြိတ္တရဲ့ဂိမ်းနဲ့မစောရဘူးအပြင်လည်းမသွားရဘူးစာပင်နေကံကြက်နေပင်ကြက်နေညာတော့လည်းပဲစာမေးဝဲခန်းထဲရောက်အကုန်မိတယ်။ဘာဖြစ်တာမိတာပါဗျာပြီးတော့စာရတာမရဘူးမရပါဘူးဗျာအဲ့တော့ကိုမကြက်တဲ့ကျောင်းသားလည်းဘာမရဘူးစာမရကြက်တဲ့ကျောင်းသားလည်းဘာမရဘူးစာမရဘာဖြစ်သွားလို့မိသွားလို့တဲ့သဘောပေါက်လားအဲ့တော့ပြိတ္တရဲ့ငယ်တုန်းကဘုံဟိုးခဲမျိုးကိုင်းကုန်စာတင်လိုက်ဒီတုန်းကမြို့တဲ့ဆုံးခံထွက်ဒကာကြီးအိမ်တဲ့အိမ်ဆုံးခံကြွတော့အဲ့ဒီဒကာကြီးတယောက်ကပြိတ္တရဲ့အိမ်ဝင်အိမ်ထွက်အဝင်လဲတွေ့ရတဲ့နေရာထွက်ရင်လဲတွေ့ရတဲ့နေရာမှာပြိတ္တရဲ့အရင်တော့မြေပြူနဲ့ရေးတဲ့ဘောပေါ့ဗျာအဲ့ဒီဘောကြီးနဲ့ရေးထားတယ်ဘာတွေလဲဆိုတော့ပြိတ္တရဲ့ဘယ်တော့ကဘာကုသိုလ်ပြုခဲ့သည်ဟောဘယ်ချိန်ဘယ်ခုနဲ့ဘယ်နေရာမှာဘာကုသိုလ်ပြုခဲ့သည်ရေးထားအဲ့တော့ဘုန်းကရဟန်းငယ်ဘဝဆက်စုရှာရှိပြီးမေးတယ်ဒကာကြီးဘာလို့ရေးတာမေးမှကြောက်လို့တဲ့တပည့်တော့အဲ့ဒီအလူစရင်ကိုတစ်နေ့3ခေါက်ဖတ်တယ်ဘာစရင်ကိုအလူစရင်ပါဗျာအကျွေးစရင်မဖတ်နဲ့ဆွဲပြီးသေးရင်ပြိတ်တာဟုတ်လားဥစ္စာစည်းစိမ်စရင်ဖတ်နေတိုင်းမဖတ်နဲ့ဆွဲပြီးသေးရင်ပြိတ်တာပြုခဲ့တဲ့ကုသိုလ်အလူစရင်တွေနေတိုင်းဖတ်ဖို့လိုလားမလိုလားလိုပါရဲ့ဗျာသဘောပေါက်လားဥပ္ပန္နံကုသလနံဘေယောဘာဝယဝါယမောမင်းတို့တွေရဲ့ဘဝမှာကိုယ်တိုင်ပြုခဲ့တဲ့ကောင်းမှုတွေဆိုတာများစွာရှိနေကြမှာအဲဒီကုသိုလ်ကောင်းမှုတွေကိုသိသည့်အချိန်တိုင်အောင်အသက်ထွက်သည့်အချိန်တိုင်အောင်ဥပကံရောက်လို့ယမမင်းတွေ့လို့မေးမှာပေါ့ဟေးလူပြည်ရောက်ညာအမောင်လို့သာဘာကုသိုလ်များပြုခဲ့တယ်လို့မေးမှာပေါ့မှန်ပါဗျာအဲ့လိုမေးရင်ပြိတ္တိဖြေဖို့လိုလားမလိုဘူးလားလိုပါတယ်ဗျာဒီနေ့ဒီအချိန်မှာသံဃာရာကျော်ပရိဝေါဆောင်ဒီဝဲမှာဘုရားတပည့်တော်တို့ကျွန်တော်တို့ကျမတို့သရထထတန်တန်နဲ့စွမ်းဒါနပြုခဲ့ပါတယ်သီလတွေစောင့်တည်လို့ဉာဏ်တရားပွဲတွေမှာမြိုင်မြိုင်ဆိုင်ဆိုင်ကြီးဝမ်းမြောက်ဝမ်းသာတရားနာယူခဲ့တယ်ခေါင်းကိုမော့ရင်ကိုကော့ပြီးတော့ယမမင်းလက်မထောင်ဖြေဖို့လိုလားမလိုဘူးလားလိုပါတယ်ဗျာပြုတော့ပြုထားတယ်လှုပ်တော့လှုပ်သွားတယ်ဟိုရှိမေ့နေဒုက္ခမေ့ပါဦးဗျာသဘောပေါက်လားအဲ့တော့နေရင်ကုသလနာဥပ္ပန္နနာကုသလနာမေယောဘာဝယဝါယမောမင်းတို့တွေရဲ့ဘဝမှာပြုခဲ့တဲ့ကုသိုလ်ကောင်းမှုများစွာကိုဘယ်တော့အခါမှမမေ့အောင်ဘေယောဘာဝယဝါယမောလုံလာဝရိယတတိထားပြီးတော့အမြဲတမ်းတတိတရားရှိနေကြစမ်းပါရဲ့လို့ဘဂဝါနန္ဒရောဆရာဘုရားရှင်ကိုယ်တော်မြတ်ကအဘာတိကောင်းစွာမသွေမှာ
ကြတော်မူခဲ့ပါပေတည်းဆိုလိုက်စမ်းမှာမဖြစ်သေးဘူးကုသိုလ်ထုစီကုဖန်ကနေစဉ်ရှာမဖြစ်သေးဘူးကုသိုလ်ထုစီကုဖန်ကနေစဉ်ရှာရရှိဤညာကုသိုလ်များသို့ဘွားအောင်သာကြိုးစားပါရရှိဤညာကုသိုလ်များသို့ဘွားအောင်သာကြိုးစားပါဣတိသောတုံမေသေပရိသတ်ကောင်းသူတော်ကောင်းတို့ကတတဗံကောင်းစွာမသွေမထိုက်ပါပေတော်တည်းဒေတိတံသုဒ္ဓဗုဒ္ဓိနသုနေတဝါဓမ္မဒေသနံအဘိနရဏစိတ်တေနသာတောသာတုတိပါတ္ထာသာတော်တရားနာလာကြပါရဲ့မြာတက္ကဒကမပေါင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓိနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာပြန်ကိုပြီးဆွဲတော်မူတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တဏိကံ